ရှင်ဖေဒုဋ္ဌကာမဏီမင်းကြီးဟာနတ်ရွာဆံကန်ဒီမှာကျေကလာတမီလူမျိုးတိမ့်ချီတက်ခဲ့တာနဲ့ပတ်သက်ပြီးလို့နောင်နာရပူဆွေးပြီးတော့အသေးမဖြောင်းဖြစ်နေပါတယ်ဖေအဲ့လိုစိတ်တော်ကရောက်ပူဆွေးနေတဲ့အချိန်မှာယဟန္တာတွေကောင်းကင်ကကြွလာပြီးတေဆုံးခဲ့ရတဲ့လူတိမ့်ချီထဲမှာ၅ပါးတီလာလုံတာတယောက်တရဏဂုံတီတာတယောက်ရှင်းရှင်းပြောရရင်တယောက်ခွဲပဲပါတာမို့အပြစ်မဖြစ်ဘူးဆိုပြီးဟောကြားခဲ့တယ်လို့တရားတစ်ပုဒ်မှာနာကြားခဲ့ဥပါတယ်ဖေကျမ်းဂန်မှာအဲ့အဟောတရားရှိပါသလားဖေအဲ့အတိုင်းရှိတယ်ဆိုရင်၅ပါးတီလာမလုံးတရဏဂုံမတီမကောင်းမှုတွေကျူးလွန်သူများပစ္စည်းမပေးချင်တဲ့အရာတွေကိုအတင်းအကျပ်ရယူပြီးအများစိတ်နှောက်ယှက်ဖြစ်အောင်စိတ်တော့ကဖြစ်နေအောင်လုပ်တဲ့သူတွေကိုတတ်ရင်အပြစ်မဖြစ်ဘူးပေါ့နော်အဲ့တဘောကိုဆိုလိုချင်တာပါလားဖေဒါမှမဟုတ်နှလုံးသွင်းနဲ့ကြွားချတာပါလားဖေရှင်းပြပေးစေချင်ပါတယ်ဖေအဲ့တော့ဒုဋ္ဌကမဏိမင်းကိုစိတ်သက်သာရအောင်လို့ပရိယေနဲ့ဟောတဲ့တရားပါနော်အကုသိုလ်ကတော့တိရစ္ဆာန်လေးတစ်ခေါက်လုံးတတ်အောင်ဆိုအကုသိုလ်ဖြစ်တာပဲလေအဲ့တော့ပြောချင်တာကအကုသိုလ်ကြီးမကြီးကိုပြောချင်တာပါအဲ့ဒီမှာလေဘုရင်ကြီးကလူတွေအများကြီးတက်လိုက်တဲ့အခါမှာသူနောင်တတွေရနေတဲ့အချိန်မှာနောင်တမရအောင်လို့သူတက်လိုက်တဲ့အခါမှာအပြစ်ကြီးကြီးမားမားရတဲ့ပုဂ္ဂိုလ်ဆိုလို့ခုနတယောက်နဲ့တစ်ပိုင်းပဲပါတယ်လို့ဆိုလိုတာပါကျန်တဲ့ပုဂ္ဂိုလ်တက်ရင်အကုသိုလ်မရဘူးလို့ပြောတာမဟုတ်ပါဘူးအကုသိုလ်ဖြစ်တယ်ဒါပေမဲ့တီလာရှိတဲ့ပုဂ္ဂိုလ်တက်တာကပို့ပြီးတော့အပြစ်ကြီးတယ်ဒါကြောင့်အပြစ်ကြီးကြီးမားမားတက်မိတာဆိုလို့တယောက်နဲ့တစ်ပိုင်းပဲရှိတယ်လို့ဆိုတဲ့သဘောပြောလိုက်တာပဲတခြားလူတွေတက်လို့အပြစ်မဖြစ်ဘူးလို့ပြောတာမဟုတ်ဘူးပြောစိတ်လေးတစ်ကောင်တက်ရှင်လေးတစ်ကောင်တက်အောင်မှအကုသိုလ်ဖြစ်နေတာလေဒါပေမဲ့ကွာတာပေါ့နော်ရှင်တစ်ကောင်တက်တဲ့အကုသိုလ်နဲ့ကြက်တစ်ကောင်တက်တဲ့အကုသိုလ်မတူပြန်ဘူးကြက်တစ်ကောင်တက်တဲ့အကုသိုလ်နဲ့ဝက်တစ်ကောင်တက်တဲ့အကုသိုလ်မတူဘူးဝက်ကိုတက်တဲ့အကုသိုလ်နဲ့နွားကျွဲကိုတက်တဲ့အကုသိုလ်မတူဘူးနွားကျွဲကိုတက်တဲ့အကုသိုလ်နဲ့လူတစ်ယောက်ကိုတက်တဲ့အကုသိုလ်မတူဘူးလူတစ်ယောက်ကိုတက်တဲ့အကုသိုလ်နဲ့အမေတစ်ယောက်ကိုတက်တဲ့အကုသိုလ်မတူပြန်ဘူးနော်အဲ့လိုမျိုးကွာသွားတယ်ဘာလို့တက်လိုက်တဲ့ပုဂ္ဂိုလ်ရဲ့သီလသမာဓိပညာဂုဏ်ကျေးဇူးတွေနဲ့အကုသိုလ်ကကွာသွားတယ်နော်အဲ့ဒီဟာကိုရည်ညွှန်းတဲ့အနေနဲ့တယောက်နဲ့တစ်ပိုင်းပဲပါတယ်လို့ပြောလိုက်တဲ့သဘောအကုသိုလ်မဖြစ်ဘူးလို့ပြောတာမဟုတ်ဘူးအကုသိုလ်ကြီးကြီးမားမားကတယောက်တစ်ပိုင်းပဲပါတယ်လို့ဆိုလိုတာ